ဆိုင်ငယ်လေးတွေလှလိုက်တာကွာငါလည်းဆိုင်ငယ်တစ်批တော့လိုချင်လိုက်တာကွာငါမှပိုက်ဆံမရှိဘူးလေငါဖေကတော့ငါ့ကိုမှားထားတယ်ငါသားယောက်ျားဆိုတာကိုလိုရှင်တဲ့အရာရှိရင်ရအောင်စူးစမ်းယူရတယ်လို့အဖေကအမြဲတမ်းမှားထားတယ်ဒီလေငါလည်းယူသားနဲ့အခုပဲခူးလိုက်အောင်တော်ရီပဲတက်ထားလိုက်ဒီမန္တလေးမြို့မှာ KPK ဆိုင်ကပိုင်ရှင်ဖြစ်မဲ့လူပဲမွေးဆက်ခံပါလေသူကဘောစီနော်ညီမလေးကခုမှဝန်ထမ်းဆိုပေမဲ့မမအားငယ်စရာမလိုဘူးအကိုလို့အကိုယောက်ျားလို့သဘောထားဟောအကိုလို့မောင်မလေးလို့သဘောထားဟုတ်ပြီလားညီမလေးကအစဆိုတော့ဟိုကိုကအခြေခံအစတင်ပြီဟုတ်ပြီလားနော်ကိုလူတယောက်ဝင်လာရင်နော်ဝင်လာတယ်ဟောဝင်မစေလေတို့ KPK ဆိုင်ကကိုအဲ့လိုကြည့်ရတဲ့သူတွေကများတယ်ဈေးနှုန်းနဲ့တက်တာတယ်လေသူကဘာမဝင်ကြည့်ပြီလေကိုယ်ကပဲဟုတ်ပါခြေခံဒါပဲလေဒီလက်ကလေးကစမယ်နော်မဟုတ်လက်ကလေးကရင်စလက်ကလေးကနုဖက်နေရမယ်နော်ယူတယ်နည်းနည်းလေးနည်းနော်ခုမှတိုက်လိုက်ကထားလက်တည်းထွက်လာတာငွေးတယ်ခွာနေပြီခွာမစေလေဆိုင်ငယ်လာဝယ်တဲ့သူတွေကအဲ့လိုပဲခွာကြည့်ပါညာတော့ရှိရဇာမရှိဘောင်းဝင်ထားလိုက်လွတ်ထားလိုက်ဘယ်တော့လဲကိုညီမလေးလက်ကလေးကနုတယ်ညာလေးကတစ်ချိန်ကျရင်တထေးကြော်ဖြစ်မှာအကိုလည်းတထေးဖြစ်မှာလေသိတယ်မလားငါင်းနဲ့တစ်ချိန်ကျရင်ကိုလည်းရင်ဆက်တွေဖြစ်လာမှာဟလားပါတည်းလေပါပါဆိုင်ကပါတော့လားဟုတ်လေဟမ်ဒါဒီမဲ့哎呦我的妈！